Hello မစမအိုက်တယ်ဆက်ပြီးတော့ဗျာတော့တက်စပီရမြန်ဆိုရှုံးတော့တော့ show what the heck bro ဘောကျွန်တော်မရှုံးပါဘူးကျွန်တော်လက်တွေစမ်းကြည့်မယ်ရရင်ရတယ်ပြောမယ်မရရင်မရဘူးကျွန်တော်ပြောမယ်နော်ဆိုတော့သူများတွေဂျင်းထဲနေတဲ့အတွက်ကျွန်တော်လက်တွေစမ်းခြင်းဖြစ်ပါတယ်ဒီ item ရမ်းမှာတုံးလို့ရလား class မတုံးလို့ရလားဆိုတော့ကျွန်တော်လက်တွေစမ်းပြမှာဖြစ်ပါတယ်ဗျကျွန်တော်ဗီဒီယိုလေးအစားဆုံးကြည့်ပြီးပါချန်နယ်တက်တဲ့ဆိုလို့ရင် subscribe လေးပါလုပ်ခဲ့ပါ like လေး6လောက်နှိပ်ခဲ့ပါအားလုံးချစ်ပါတယ်ကဲစကားမဆက်မနော်တွေ့ရတိုင်းမနော်အားလေးကြီးမနော်တစ်ချက်တော့ကျွန်တော်ကောက်စားလိုက်တာပါမနိုင်ပြောတော့ကျွန်တော်ကောက်စားလိုက်ရမှာ okay မရူဂျာလိုက်တဲ့ brother တို့ထင်းနေရူဂျာကျွန်တော်တက်လိုက်တယ်ဆိုတော့မထင်ပါနဲ့ကျွန်တော်ရူဂျာတက်လိုက်တယ် brother ထင်းနေ okay မှားပါတယ်ဘူးမှမတက်ပါဘူးကိုတော်ကမနေဘူးရှောင်းသိမ်းရတော့မလွယ်ဘူးရသိရမှာဖြစ်နိုင်လား brother လို့စဉ်းစားပြVela mas mai ni sabiro choma ban lo pieni ha le so brother you show ya တကယ်ဗျာဒါပေကိုတော့ကောက်စားတာတွေဗျာမှန်ပြောတယ်မှာအဲ့တကယ်အစင်ပြေမနေဘူးဗျာဆိုတာ brother တို့ပဲကြည့်ရဗီဒီယိုဗျာဟိုကိုလိုက်ကောက်လို့ရမယ်တော့ပဲသူပြောသလို attack speed ကအဲ့ဒီမြန်နေမလား brother ဒီ physical speed ကျွန်တော်ကြည့်နေရစီဘာမှလည်းမြန်ဖြစ်တယ်ဟုတ်တယ် bro တေးရတယ်ကျွန်တော်ကတော့လုံးဝလက်မခံဘူးအမှားပါဗောနော် RAM မှာလည်းမစော့ပါနဲ့ဖိအားကြီး class မှာလည်းမစော့ပါနဲ့ကိုဆဲမကိုတည်းရမှာသူကတော့ဒီပြောမှဆိုလို့ရှိရင်ဗျာလူတွေကိုယုံသွင်းတာပါတော့ fake ပါတော့မယုံပါနဲ့ no reaction okay no reaction တကယ်စင်ပြေမနေဘူးဗျာရှိုးဗျာကျွန်တော်ကိုယ်တိုင်ပပြေးနေရတဲ့စိတ်တွေရောရောက်ကုန်ပြီတဲ့မှာကောက်စားလို့ရမယ်ပြောရစဘာလို့ရမယ်ဆိုလို့ရှိရင် login လို့ရမယ် data key လို့ရမယ် low brother ဒီပြောမှာဆိုလို့ရှိရင်ဒီ solo bar key လို့ရတယ်မရှိဘူး low solo bar key လို့ရမယ်ဗျာ data solo key လို့ရမယ်ဗျာဒါမှ enemy ကို item ဆုံးတော့ဘာမှလုပ်လို့မရဘူးပြရမလားသူမကိုမချစ်ဘူးလို့ပြောတာမှချစ်တယ်ဆိုပြီးရုံခဲ့သေးတာပဲဗျာဟုတ်တယ်မလားနော်ပြန်မလာမဟုတ်ပြန်လာမယ်ဆိုပြီးရုံခဲ့သေးတာပဲလို့ပြောလင်းချက်ကြီးနဲ့မျောနေရုံနဲ့ဘာမှမရဘူးကျွန်တော်ပြောချင်တာသိရမလားဒါတော့လောကကဘူးရောလိန်ညာကြီးတော့လိန်ညာကြီးဒါမှလည်းမစောနဲ့ class မှာလည်းမစောဖင်ရအိုင်ရန်လည်းမချင်းနဲ့ဒါတော့အကောင်းဆုံးပဲကျွန်တော်ပြောချင်တာနော်ကဲကျွန်တော်တို့အမှန်ရပြအတွက်ကျွန်တော်တို့အဆင်ပြေပြေတယ်မပြေဘူးပဲကျွန်တော်တည့်ပြောတာပါကဲကျွန်တော်ဗီဒီယိုလေးချမ်းမြေတဲ့ဆိုလို့ရှိရင်တော့ကျွန်တော် subscribe လေးလုပ်ခဲ့ပါ like လုပ်လေးပါ share ပါတစ်ချက်တော့ကူညီပါဦးနော်ကဲကျွန်တော် viewer တွေအားလုံးလည်းကျွန်တော်ချီးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုချီးပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကဲဒီနေ့ဗီဒီယိုတော့ပါပဲနောက်ဗီဒီယိုလေးရှိပါတော့ကျွန်တော်ဘာဗီဒီယိုကျွန်တော်ရိုက်ပေးရမလဲကျွန်တော် comment မှာရေးခဲ့ပါ brother တို့နေတော့ချင်းရေးခဲ့ပါဘာကြီးဆော့ပြအောင်လဲချင်း comment မှာရေးခဲ့ပြဆော့ပြပြီးအောင်ဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်